ဝါကောင်းတော်တလင်းတရင်ကျွတ်ဆောင်မောနတော်ပြသောတပုတ်ပဲတပောင်းတကူလာတဆုံလာတရား3ခုတရား4ခုနဲ့တဆုံလာပြီးမှာမြတ်စွာဘုရားကပိလဝတ်ပြည်ကိုရောက်မဟာတက္ကရေတရား4ခုတဆုံလာပြီးနေမှာကပိလဝတ်ပြည်ကိုမြတ်စွာဘုရားရောက်တော့ရှင်သာမဏေဝိဒ္ဓါအဲ့ဒီကပိလဝတ်ပြည်ကမြတ်စွာဘုရားရဲ့သားတော်ဖြစ်တဲ့အရှင်ရာဟုလာကစတာလေရှင်သာမဏေဝိဒ္ဓါတွေကစတာလေရာဟုလာကစတယ်အဲ့တော့ရှင်ရာဟုလာကကိုရင်မဝတ်တဲ့အသက်အဖြစ်9နှစ်အသက်ရွယ်အဖြစ်9နှစ်9နှစ်လောက်အရွယ်ရှိတဲ့ရာဟုလာမြတ်စွာဘုရားကပိလဝတ်ပြည်ကိုပြန်ရောက်လာတော့ရာဟုလာလည်း6နှစ်ပြည့်ပြီ9နှစ်လောက်ရောက်လာတဲ့အရွယ်ပေါ့နော်9နှစ်လောက်ရောက်လာတဲ့အရွယ်ကရာဟုလာရဲ့အမေကရာဟုလာရဲ့အမေကရာဟုလာကိုပြင်ပေးတယ်ဘာတွေပြင်ပေးတယ်ဆိုတော့ဟိုးယဟန်ကြီးနဲ့အများစွာခြံရံပြီးတော့နေတဲ့မြတ်စွာဘုရားသခင်ဆိုတာတဲ့သာတော်ရာဟုလာရဲ့မောင်မမြတ်စွာဘုရားဖြစ်ပါတယ်တဲ့ခုတောထွက်လောက်ကလေးကတောထွက်ကလေးကရွှေဟိုးတွေမတွေ့တော့ဘူးပြောက်သွားတယ်အဲကြောင့်မို့ငါသားရာဟုလာတဲ့မိအဖရဲ့အမွေကိုကြီးမွေနမ်းတွေကိုဆက်ခံရမယ်သူဖြစ်တဲ့အတွက်ကြောင့်အမွေကိုသွားတောင်းတာတဲ့အဲ့ဒါကစတော့တာလေနော်ဘယ်သူကပြင်ပေးတာလဲအမေကပြင်ပေးတယ်မှာအဲ့ဒါအမွေသွားတောင်းနိုင်တယ်မြတ်စွာဘုရားကအကြောင်းကိုပြန်ကြွားတော့ရာဟုလာအနောက်ကနေသင်္ကန်းဆွဲပြီးတော့လိုက်ရှေ့တော့ပကြီးကားရှိတယ်အပြင်ဘက်မှာအရင်တော့မှရှိတယ်ဒီကျောင်းမှာအခုကတော့ပကြီးကားတွေလည်းပြောက်လာရှေ့တော့ကပကြီးကားတွေရှိတယ်အပြင်ဘက်မှာအဲ့တော့ရာဟုလာအမွေတောင်းတဲ့အခါတဲ့ရာဟုလာကသင်္ကန်းဆွဲပြီးတော့လိုက်ဘာပြောလဲဆိုတော့သာမဏေနေကာဣစ္ဆံနေပြီတဲ့ယဟန်တဲ့သာမဏေယဟန်မေ